ရဲ့အတွက်အရန်ကိုရေးကြည့်တယ်နော်အညာဘက်မှာနော်ငရုတ်တီပိုးအရန်ရေးကြည့်ပါတယ်အဲကြောင့်မမိုးရဲ့အလူစင်ပေါ့နော်မမိုးရဲ့အလူစင်တဲ့ဘက်ကစတူကိုင်းလာပြီးတော့ပေးကစားမယ်အလူစင်တွေဒီညပါဝင်တလောက်သူတို့စတူထဲမှာပေါ့အဲ့ဒါလိုမျိုး9000ထဲလို့စင်သူတို့လည်း9000ထဲမယ်1000ထဲလို့စင်သူတို့လည်း1000ထဲမယ်နော်အညာအတွက်နော်နေဆုံးကမ်ပိန်းမမိုးလုပ်ပြီးတဲ့စီ1000နဲ့1400ကျော်อ่ะနော်ရောစလာဆိုင်ဒီညစတူအလူစတူကမ်ပိန်းဂိမ်းစီပါတယ်စင်1000လူလို့စင်ရေးပြီးတဲ့ဒီ1000ရမယ်နော်အော်စလာဆိုင်ဒီမှာညီမလေးနုနုထွေးလက်ဆောင်ပေးတဲ့ပန်းရောင်အင်ကြီးနော်အရန်လာပါတယ်ဘုံနော်ရေအရန်လာတယ်အရန်လာတယ်ခဏလေးတော့မိုးချဲလိုက်အောင်မယ်မင်္ဂလာပါနော်မလီရေဟောစနာဆိုင်ကွာဒီမင်္ဂလာပါကျေးဇူးတင်ပါတယ်နော်မလေးရေကျေးဇူးတင်ပါတယ်တိချောင်း9နှစ်9 5 3 1 3 4တိုက်ဖာနေပါနော်ကိနေကြီးဟုတ်ပြီမမိုးချဲနေပါတယ်စင်ဒီညဘယ်လိုလဲ live ဆိုတာတပတ်လုံးမပေါ်ဘူးကောင်စာလို့မတွေ့ဘူးအားလုံးမင်္ဂလာပါဒီညဘသူမေစုရဲ့ဘဲရမလဲမသိဘူးဒီညတော့တူတရားမဲဖောက်ပေးမှာပေါ့နော်ညတော့ကဆိုရင်နာရီမဲကိုချစ်ကပေါက်သွားတယ်ဒါပေမဲ့သူ့တခင်မသိဘူးနော်သူကရိုးရိုးနဲ့မမိုးတို့ရဲ့မြုပ်တီကိုအလုံး100ကိုလာတော့ထည့်ပေးတာပေါ့နော်ဘာဝင်9500ပါ9500ပါသူထည့်ပေးတော့မမိုးကသူ့ကိုမဲလက်ဆောင်55ဆောင်ပေးလိုက်တာပေါ့နော်ဟုတ်ကဲ့ပါကိုလည်းရေးမိလာပါမဲလက်ဆောင်55ရွက်ပေးလိုက်တဲ့အချိန်မှာသူကပေါက်သွားတာပေါ့နော်ပေါက်တော့မမိုးကသူ့စီမှာအဲ့ဒီနာရီပုံကိုပို့ပေးတယ်မနေ့ကတော့မိုးလည်းပြောပြမယ်နော်နာရီပုံကိုပို့ပေးတော့ तू ကမသိသေးဘူး तू ကန်ကောင်းတာကို तू မသိသေးဘူးမဟုတ်ပြတယ်ကိုချီရဲ့အတန်ပြန်ပေးပါအောင်ဘယ်လိုလဲကိုချီဒီနာရီကအခါတော့ခဏလောညီမနော်ဒီနာရီကကိုချီပြန်ပြီးတော့မဲဖောက်မလားပြန်ပြီးတော့လူမလားအော်ကိုချီရဲ့မိမလားအော်ရီးစားလားကောင်မလေးလားပြန်တော့လက်ဆောင်ပေးမလားဗောနော်ပြန်တော့လက်ဆောင်ပေးလို့ရှိရင်ဗါလဲပြန်လူစရာလည်းမလိုဘူးမလူချင်လို့ရှိရင်ကိုချစ်ပေါ့နော်ကိုချစ်သိတဲ့ညီမလေးတွေတရေကြောင်လက်ဆောင်ပေးလိုက်မဟုတ်လို့ရှိရင်လည်းမမိုးလက်ဆောင်ပေးလို့ရတယ်မမိုးပေးလို့ရတယ်မို့သူပြောတယ်သူကပြောတယ်ပြီလားသူကြီးစားလည်းမရှိဘူးမိမလည်းမရှိဘူးတဲ့တယောက်စားပေးပါတယ်ဟုတ်ပြောတယ်အိုးအများကြီးပဲဒီမှာကွန်ပျူတာမှာအများကြီးပဲရှိတယ်လားစားလို့ပြောတယ်အေးသူပြောတယ်သူတိတ်တော့မရင်းနေရောနော်အဲ့ဆိုရင်မမိုးပဲယူလိုက်တဲ့သူပြောတယ်မမိုးပဲယူလိုက်အဲ့တော့မှအဲ့ဒီချိန်မှာ तू မသိသေးဘူးနော်သူပြောတယ်နိုင်အဲ့ဒီနိုင်ကဘယ်လောက်လဲတဲ့မမိုးပြောတယ်တန်ဖိုးကတော့3000ကျော်ပါကိုချစ်ရသွားတာပေါ့နော်ဟော3000ကျော်လာကျွန်တော်ပတ်စံပို့ပေးမယ်တဲ့ပြောတယ်မဟုတ်ဘူးမမိုးပြောတယ်ပတ်စံပို့စရာမလိုဘူးလေကိုချစ်ကလာလူတဲ့ငရုတ်တီဖိုးကိုမမိုးတို့ကမဲလက်ဆောင်ပြန်ပေးတယ်ကိုချစ်ကနာယီပေါ့နော်ကန်ကောင်းသားလို့နာယီရသွားတယ်အဲ့လိုမျိုးသူကန်ကောင်းတယ်လေသူနာယီရသွားတယ်အဲ့တလို့ပါအော်အဲ့ဆိုရင်ကျွန်တော်အလကားရတာပေါ့အေးအလကားရလို့စိကျွန်တော်တိတ်သားမယ်လေသူပြောတယ်အဲ့တော့ကွာငုံမလို့ရသူဝယ်ရမယ်ဆိုရင်သူမမို့ပေးမယ်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့ तू ကကန်ကောင်းလို့ तू ရတဲ့အချိန်မှာ तू ကအမတ်တရတင်ထားမှာပေါ့နော်ဟိုချစ်စရာလေးသူရဲ့စိတ်ဓာတ်အေးဘယ်လိုပြောမလဲဆိုတော့တော်လန်ရေးလက်ဆောင်ပေါ့နော် तू ကန်ကောင်းသွားပြီ तू ရသွားပြီဆိုတော့ဘာဖြစ်လို့ तू သူများပေးရမလဲ तू အမတ်တရတင်ထားမှာပေါ့အစတော့ तू စိတ်တင်မမိုးကဘာနိုင်ရီလာရောင်းတာလားဘာလဲမသိသူပြောတယ်ဘလောက်လဲတဲ့ဝယ်ပေးမယ်တဲ့တော့မိုးပဲယူတဲ့မဟုတ်ဘူးဝယ်စရာမလိုဘူးလို့နေကန်ကောင်းလို့နေရသွားတာတဲ့ယူလိုက်အော်ဟုတ်လားကျွန်တော်ကအဲ့ဆိုကျွန်တော်ယူမယ်တဲ့ကျွန်တော်ဝူးလို့ရလာတော့မို့ပြောတယ်နိုင်ရတော့ main ကလေးနိုင်ရဒါမဲ့ကျင်းလိုက်တဲ့အချိန်မှာစတီးနိုင်ရလေစတီးနိုင်ရတော့ယောက်ျားလေးလဲဝူးလို့ရတယ်ဒါမဲ့စိန်စီတယ်လေလာတယ်သူတိန်းသားမယ်တဲ့ကြောင့်သူနေရလိမ့်စာလေးကလုံးပို့လာပေးတယ်အေးကောင်းတယ်လို့မမိုးကရည်စင်တာအစတော့ကသူကမမိုးလဲပေးမယ်နိုင်ရီဖိုးလဲသူစိုက်ပေးမယ်အဲ့လိုမျိုးပေါ့နော်
ထင်တာနောက်တစ်ခေါက်ပြန်ဖောက်ပေးမလားလို့အစတော့ကဘုံနော် तू ကလေမယူဘူး तू ကမမို့လက်ဆောင်ပေးမှာပေါ့ယူလိုက်ပေါ့အဲ့လိုမျိုးပြီးတော့လဲနိုင်ကတလုံးဘလောက်လဲမပြောတယ်3000ကျော်တန်ဖို့အဲ့ဆိုရင် तू ပတ်စံပို့ပေးမယ်4နိုင်တွမ်းမပြောတယ်ပတ်စံပို့ကြမလို့နေကန်ကောင်းလို့နေရတာနေလကားရတာပါမပြောတယ်အော်ဟုတ်လားကျွန်တော်လကားရတာပေါ့လေကျွန်တော်ကန်ကောင်းလို့ရတာပေါ့လေရလို့စိတ်ကျွန်တော်ပိန်ထားမယ်လေတဲ့မမို့ပေးတော့ဘူးတဲ့အေးပိန်ထားလို့ပြောတယ်ပတ်စံကုန်မယ်ဆိုရင် तू မယူဘူး तू မမို့ပေးမယ်ဒါပေမဲ့ပတ်စံမကုန်ဘူးဆိုရင် तू မတရားပိန်ထားမယ်အဲ့လိုမျိုးကဲဦးကျော်သူကိုခေါ်တော့မယ်ပြီးတော့ရေမမို့တို့စတူကိုင်းစောစီစားရအောင်နော်ပြီးတော့ရေအခုမမို့ကဒီလေတီပြစ်တနအတွဲမမို့ငွေပို့လိုက်တဲ့နောက်ပိုင်းမှာဘန်တဲမှာမမို့ရဲ့ဒီနယ်စုံငရုတ်တီတွေပေါ့နော်ဒီကမ်ပိန်းငရုတ်တီတွေကအလုံး1200ကျော်ပဲစီတည်တယ်ဒီဘန်ထဲမှာကျန်တာတော့အလုံး1200ကျော်ပဲစီတယ်မမို့လို့အားသေးတာတော့အလုံး1000နဲ့ဘယ်လောက်လဲခဏနော်3အနုတ်ပို့လိုက်တာတော့9000မြေပြင်မှာနော်နေ့4အခုဘန်ထဲမှာဆိုရင်1200အလုံး1200 no မမို့ဆက်ပြီးတော့စားမှာအလုံး23,618လုံးနော်အဲကြောင့်ဒီမမို့တို့ဖိတ်ခေါ်တဲ့စတူပေါ့နော်ဒီစတူငရုတ်တီးရလို့ရှိရင်တော့မမို့အလုံး1000ရစေရှင်တယ်ကွာဒါပေမဲ့တစ်ခါမှမပြည့်ဘူးအများဆုံးတော့1000ကျော်ပဲရတယ်အဲ့လိုမျိုးနော်ဒီညတော့ဝိုင်းပြီးတော့နည်းနည်းညီပေးကြပါတော့အညာမှာဘာတွေဖြစ်လဲပြည်သူတွေသိတဲ့အတိုင်းတော့မေအေတို့ဘယ်လောက်တောင်းတန်းလဲဆိုတာအခုတိုက်နေတဲ့ဗီဒီယိုတွေဘယ်သူမှအဆုံးပေးပြီးတော့နော်ပို့ပြီးတော့သူများဆက်ပြီးတော့တော်လန်မယ်နော်ခွေးမသားမြောက်လာရောက်မှလေသူစီးတဲ့သူရဲ့စကန်သူရဲ့မြို့သူများဝင်ပြီးတော့ဆင်ရမှာပဲဗီဒီယိုရဲ့အကြောင်းပြည်သူတွေသွေးမအေးပါနဲ့နော်မအေလို့လောက်တာတော်ရင်နာဖို့ကောင်းတယ်နော်တွေးတဲ့အတိုင်းပဲနော်အဆက်မပြတ်ကျဲဟုတ်အဲ့ဒီစာတင်ကြောင်းသူကျဲကြတဲ့အခုထိလဲဘယ်နေရာမှာဆိုသူဆက်ပြီးတော့ကျဲတယ်အဆက်မပြတ်ပဲမိုးလင်းလာပြီးဆိုရင်မအေလို့ပြည်သူလူထုကိုကျဲတာလူတွေသေးတာနေ့တိုင်းညတိုင်းမြင်နေရတယ်အဲကြောင့်ပြည်သူလူထုတွေကနော်ပို့ပြီးတော့ထောက်ပံ့ပေးရမယ်ပို့ပြီးတော့ကူညီပေးရမယ်ဒီမေအေလိုကဆက်ပြီးတော့အသက်ရှင်နေသေးလို့ရှိရင်ဒီထက်သေအောင်မှာဒီထက်ကျဲအောင်မှာဒီထက်ရောက်မှာမယ်ဒီထက်ရက်ဆက်မယ်ကိုယ့်ဘက်ကရတဲ့နေနဲ့လောက်ရတော့မယ်ဘယ်သူမှလည်းအကူညီမတောင်းနဲ့ဘယ်သူစီဘယ်ကဘာမှတော့မဆောင်နဲ့ဘာလို့ဆိုတော့အဲ့ဒီကဘာလူတွေလည်းဒီမြန်မာပြည်ကျဲသူတို့ရဲ့နိုင်ငံမဟုတ်ဘူးသူတို့ရဲ့အတိုင်းပြည်လည်းမဟုတ်ဘူးငါတို့ရဲ့နိုင်ငံငါတို့ရဲ့တိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့်ငါတို့မှာအားလုံးမှာတောင်းစီတယ်နော်ခွေးတစ်ကောင်တေဖို့နှစ်ကောင်တေဖို့10ကောင်တေဖို့ငါတို့မှာအရောက်တိုင်းတောင်းစီပါတယ်စင်နော်အခုစတူကနေစီးတဲ့အချိန်မှာနည်းနည်းညီပေးပြီးတော့မို့တို့လည်းနှစ်ဆရအောင်နော်အလုံး100ကနေ200ရအောင်1000ကနေ2000ရပါโอเคနော်မမဦးကြောက်သူဖုံးဆက်လိုက်မယ်နော်ကဲကဲပေးပါအဲ့လိုမျိုးလားအိမ်မောင်လေးရေး Messenger မှာလာပါအကောက်တုတ်တိထားနော်မမိုးကလေမနေ့တော့ဆိုမမိုးအရန်ကိုဒေါသထွက်တယ်ပြီးဘာကြောင့်လဲသိလားအရန်လဲတော်စိတ်ပြက်သွားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ညတော့ကကိုနိုင်မြန်မာဆိုတာမမိုးစီမှာလာတိုင်းလာလူပေးတဲ့အလူစင်မမိုးရဲ့ဘန်နံပါတ်ဆိုလဲသူအမြဲတမ်းပဲသိတယ်သူအမြဲတမ်းပဲတွေ့တယ်သူအမြဲတမ်းပဲကင်ပြီးတော့ပို့လာပေးတယ်ညတော့ကသူကစတူမတ်တီကိန်း1000ပေါ့နော်သူလာပြီးတော့ပေးကစားတယ်လူ10ယောက်သူဖိတ်ခေါ်တဲ့အချိန်မှာပဲအကောက်တူကသူ့ကိုတော့ဆက်သွယ်တယ်ပြီးတော့ရေသူ့ကိုတော့ဆက်သွယ်တာမိနစ်စက္ကန့်ပိုင်းမှာပဲသူ1000ဘာသွားလွဲပေးလိုက်တယ်ပြီးတော့ရေကြည့်စမ်းအကောက်တူကသူ့တော့ဆက်သွယ်တာခဏလေးပဲသူ1000ဘာလွဲပေးလိုက်တယ်လုံးဝမစီစစ်ဘူးဘလောက်ပေါ်စားလဲဆိုတာလုံးဝလည်းသူမစီစစ်ဘူးတေချာလည်းမကြည့်ဘူးသူပြောတယ်မမိုးရေးတဲ့မနဲ့စောစီသွားပြီးတဲ့ကျွန်တော်1000ပါသွားပြီးတဲ့မမို့ဒေါသထွက်တာသူ့ကိုစုထက်လိုက်တာသူ့ကိုပြောတယ်လိုက်တာအပန်တဲကြီးနဲ့ဒေါသထွက်တာတယောက်ပဲရောက်ခမလန့်သွားတာပဲမရောက်ခမမိတယ်မပြောတော့လားကိုရအလူစင်ပေါ့နော်ကိုစီမလာတိုင်းလာလူပေးတဲ့အလူစင်တစ်လ1000 2000ကိုရဘန်နဘာပါလဲဆိုတာအမြဲတမ်းပဲသိတယ်ဆိုမှပဲညတော့က तू ကအော်1000ကိန်းပေးကစားမယ် तू ကရေးပြီးတော့လူလင်ကောက်သူ့တပရက်ဆက်တဲ့ချိန်မှာ1000ဘာ तू ပို့လိုက်တယ်ပြီးတော့မနေ့ပိုင်းမှာ तू ဖြတ်ပိုင်ပို့လာပေးတယ်အဲ့ဒီလူလင်ကောက်သူ့ရဲ့အကောက်ကို तू ကောင်လုံးပို့လာပေးတယ်ဒေါသထွက်လာလိပြီးတော့မမိုးလေးစိတ်ထိုင်ရတာပါမသိဘူး तू စိတ်ဆိုရင်လည်းစိတ်ဆိုပေါ့နော်မမိုးပြောတယ်နေတော့ပြောလိုက်လို့ရှိရင်ဘာမှဖြစ်ဘူး1500ပဲပါသွားတယ်1000ပဲပါသွားတယ်900ပဲပါသွားတယ်အဲ့ဒီနေတော့မပေါ်စားတဲ့အချိန်မှာနေတော့အရောက်ပေါင်းများစွာနေတော့ပေါ်စားလိုက်တဲ့ကြောင့်နေတော့ငွေတွေဘလောက်အရောက်ပေါင်းများစွာငါရဲ့အလူစီလိန်ခါတဲ့လူကတလားဆိုရင်အရောက်ပေါင်းများစွာပေါင်းလိုက်တော့အဲ့ဒီငွေတွေကဘယ်1000ဘယ်2000ရပြီလဲကြည်ဖို့ဘယ်1000ရပြီလဲအဲ့ဒါနေတော့အောက်နောက်မတုံးတဲ့အချိန်မှာနေတော့ပေါ်စားတဲ့အချိန်မှာနေတော့ရဲ့ငွေကသဲထဲရေတုံမျိုးဖြစ်သွားတာ
နော်မပြောနဲ့ငါမကြားချင်ဘူး900ပဲပါသွားတယ်ဘာမှဖြစ်ဘူး1000ပဲပါဘာမှဖြစ်ဘူးနေတယောက်ဆိုရင်1000ဟိုတယောက်ဆိုရင်900ဒီတယောက်ဆိုရင်1000ဆိုရင်ပေါင်းလိုက်လို့ဆိုရင်10ယောက်ဆိုရင်ဘယ်နှတောင်ရပြီလဲအယောက်100ဆိုရင်ဘယ်နှတောင်ရပြီလဲဟိုခွေးမသားအကောက်တူငါပုံနဲ့တုံးတဲ့ကောင်နေတညတိုင်း24နာရီလိုက်ပြီးတော့တောင်းနေတာလိုက်ပြီးတော့ပတ်စံတွေတောင်းနေတာလိမ့်နေတာပြောနေတာနေတညတိုင်းလာလူတဲ့အချိန်မှာလဲပြောဟုတ်လားလာပြီးတော့ကျင့်နေတဲ့အချိန်မှာလဲတတိပေးအကောက်တူလဲပြအဲ့ဒါတော့မှတေချာနားမထောင်ပဲနဲ့အလူအကောက်တူသူတို့တော့ဆက်တဲ့အချိန်မှာမိနစ်ပိုင်းမှာပဲပတ်စံ900ပတ်စံ1000ပတ်စံ2000ကိုလွှဲပေးလိုက်တယ်တော့တာထိုင်ရတယ်ငါမပြောတော့ဘူးငါလူခံမယ်ဒီအေလိုအကောက်တူနဲ့ပဲငါပြောမယ်ဆိုလဲငါအလူခံရဘူးနေတို့တွေတော်ပေါ်စနေတို့တော်အဲ့တော်တောင်းနေတော်လဲအုံနောက်မတုံကြဘူးဦးလေးရေလာလို့ရပြီနော်ဥမာလူအသစ်ဆိုရင်မမိုးစီမှာတခါမှမပို့ဘူးဘယ်နှပါလဲတခါမှမမြင်ဘူးဆိုရင်အေးမသိလို့စိတ်ထင်မှမို့အစ်စ်ဖြစ်လို့ပို့မိလိုက်တာဆိုရင်ငါနည်းနည်းနားလဲပြောမယ်အခုငါစီမှာလတိုင်ပို့နေတဲ့အလူစင်ကငါစီမှာလာတိုင်ပို့နေတဲ့အလူစီငါစီမှာအဆက်အသွယ်စီရတာနဲ့ငါစီမှာအကောက်စစ်စီရတာနဲ့ဘာဖြစ်လို့အဲ့ဒီကောက်တူသွားပြီးတော့ယုံပြီးတော့ပို့တာလဲဘယ်နှပတ်နေတစ်လေပတ်စံမပို့ခင်မှာနော်ငါဒီလိုမျိုးဒေါသထွက်ပြီးတော့တို့ဆူမြဲလိုက်လားတို့ငါမောင်းရင်လည်းမောင်းငါစောက်ခိမဆိုင်ဘူးโอเคနော်တယောက်ဆိုရင်ငါဘာမှဖြစ်ဘူးတလားဆိုရင်အယောက်ပေါင်းများစွာငါခဏခဏကြားရင်ငါခဏခဏကြားရတယ်နော်ညပိုင်းလည်းအလိန်ခံမနဲ့ပိုင်းလည်းအလိန်ခံအဲ့လိုပြောနေတဲ့ပစကြီးကဝင်လာကြည့်ပြီးဆိုရင်ငါအမြဲတမ်းပဲပြောတယ်တတိထားနော်အကောက်တူနော်ငါပုံနဲ့လိုက်ပြီးတော့ပတ်စံတောင်းနေတဲ့လူလိန်အကောက်တူတွေတတိထားဒီအခုနေ့တညတိုင်းလိုက်လွှင့်နေတဲ့အကောက်ကဒီပုံကသူများကိုတော့ဆက်တယ်လို့မရဘူးအမြဲတမ်းပဲပြောနေတာဖိတ်ဖြစ်နေတာဒီအခုကရင်အင်ကြီးအနီရောင်စပင်နဲ့ခွာလောက်ထားတာဒီအကောက်ကဘသူမှတော့ဆက်တယ်လို့မရဘူးဖိတ်ဖြစ်တယ် Facebook မဟုတ်ဘူးโอเคနော်အလူစင်တွေကပဲမမို့လာပြီးတော့ဆက်သွယ်ရမှာနော်အလူစင်တွေကပဲမမို့လာပြီးတော့ဆက်သွယ်ရမှာအဲ့ဒါမှမမို့ပြန်ပြီးတော့စကားပြောလို့ရမယ်ဖိတ်ဆိုတာသူများကိုတော့ပြီးတော့ဟိုင်းလို့မင်္ဂလာပါတော့ပတ်စံလာ900လူပေးပါလို့လောက်လို့မရဘူးဖိတ်ဆိုတာအဲ့လောက်ပြောနေတာနေ့တိုင်းညတိုင်းပြောနေတာအကောက်တူကတင်လဲတင်ပုံလဲတင်ပြလဲပြလိုက်လွှင့်တဲ့အချိန်မှာလဲခဏခဏပြောစိတ်ပြက်တယ်ကွယ်နော်ဒီနေ့လည်းမမိုးနေ့ပိုင်းမှာလိုက်လွှင့်လို့မအားတဲ့အချိန်မှာအလူငယ်မဝင်ဘူးနောက်ပြီးတော့ပြန်ရလာမယ့်ညတုန်းကကိန်းကစားတာ1000ပါလဲအကောက်တူမှာတော့ပို့လိုက်တယ်တလားရောက်ပေါင်းများစွာပါသွားတယ်အုံနောက်မတုံတဲ့အတွက်ကြောင့်မစီစီတဲ့အတွက်ကြောင့်မလေးလာတဲ့အတွက်ကြောင့်ပေါ့ဆတဲ့အတွက်ကြောင့်တော်လိုင်းရေးလောက်တဲ့နိုင်ငံရေးလောက်တဲ့စမပဲအုံနောက်တွေနည်းနည်းပါတုံပေးကြပါအုံနောက်တွေအရောက်တိုင်စီနေကြတာပဲဘာဖြစ်လို့ပေါ့ဆတာလဲဒီလိုမျိုးအကောက်တူကနေရာတိုင်းမှာစီနေတာကိုတေချာလောက်လေထောက်ပို့ဆိုတာထောက်ပို့အလူခံနဲ့ထောက်ပို့အစ်စ်အမှန်တွေကလူလိန်လူညာတွေကသူတို့ပေါင်တုံချမှာပဲလေဒါတိအရောက်တိုင်တိပေးကြပါနော်နေရင်းနဲ့အော်နာမည်စီတဲ့ထောက်ပို့တယောက်ဒီကိုဒီမကကိုလာပြီးတော့အားတယ်ဆိုတာတဘာမှမကြဘူးလေကိုလာပြီးတော့ပတ်စံတောင်းနေဆိုတာတဘာမှမကြဘူးလေနာမည်စီတဲ့ထောက်ပို့တွေကဘသူစီမှာလိုက်ပြီးတော့လူခံတာလေဘသူစီမှာပတ်စံတောင်းတာလေမစီဘူးလေအောင်းတော့တောင်းပေးကြပါဟုတ်လားမမွေးရလားစင်လူစင်ဆွေနေတို့စီမှာငါပတ်စံတစ်ခါတောင်းဘူးလားဟမ်အကိုရေး900လွှဲပေးပါအောင်1000လွှဲပေးပါအောင်မမိုးလောက်ဘူးလားမတစ်ခါမလောက်ဘူးနေရင်းနဲ့ဒီမျိုးလာပြီးတော့တောင်းလို့စင်နေတို့အောင်းတော့တောင်းရတော့မယ်အဲ့ဒါမမိုးမဟုတ်ဘူးဆိုရင်တို့သိရတော့မယ်လို့တတိစီရမယ်လေအဲ့ဒါမမိုးကလေဒေါသထွက်တာလေအော်ထဲလိုက်တာမနဲ့တော့အိမ်တော်ကွဲတော့မယ်တကယ်ပဲပြီးတော့တော်တော်လဲဒေါသထွက်မိနေကြားထဲမှာလိုက်လို့မအားဘူးလိုက်မလွှဲလို့စင်လူတွေလည်းမလားလူစင်လည်းတိတ်ပြီးတော့မလားငွေတွေလည်းမဝင်မဖြစ်နေတာအဲ့ဒါဝင်လာမဲ့ငွေရလဲလူလိန်စီမှာသွားပြီးတော့ပို့တယ်ဆိုတာဘယ်လောက်စိတ်ပြက်ဖို့ကောင်းလဲဒေါသအရန်ထွက်တယ်ကဲပြီးတော့ရေစတူကိန်းစားမယ်စတူကိန်းအလုံး900ပြည့်လို့စင်ပေါ့နော်အလုံး900ပြည်သူတွေဘာလို့ထပ်ပေးရမယ်ထပ်ပေးတာပြည့်မနော်ဒီဘက်ကအလူစင်တစ်ဖွဲ့လဲအလုံး900ဘာလို့ထပ်ပေးမယ်နော်သူတို့ပြောထားပြီးနော်ပြီးတော့ဒါနဲဆုံးအဖွဲနော်အရေးကြီးတယ်အရေးပေါ်ပါတယ်စင်အညာမှာဘလောက်ရေးကြီးလဲအရောက်တိုင်းသိကြမှာပါဒီ1ရက်2ရက်3ရက်အတွင်းမအေးလို့ဘလောက်တောင်းကြမ်းလဲဆိုတာနော်အကောင်လိုက်ပေါ်နေကြတာပဲ